ချုံမိတ်ဆွေတို့ကျွန်တော်ကတော့ Mr. B ဘယ်က Mr. B လို့မမေးနဲ့မန္တလေးက Mr. B ဒီမှာအခုကျွန်တော်လက်ရှိရဲ့ဟိုဒီနေ့အတိမိတ်ဆွေတယောက်ကပါဆယ်တော့ပို့လိုက်တယ်စပင်ရဲ့အရက်တွေဘလောက်ကောင်းတယ်လဲဆိုတာကိုတိုင်းခံစားရတော့တကယ်လှမ်းမသိရကြဒီနေ့သမင်းကောင်မစားဘူးသူ့ရဲ့အလားပါတွေခိုင်းကြည့်ပြီးတော့ဝါနေရတဲ့နေ့တော့ကြည့်ပါအောင်စပင်ရဲ့အရက်တွေကြည့်ပါအောင်စပင်ရဲ့အရက်တွေလုံးဝရှယ်ကောင်းဒါမျိုးကောင်းတဲ့စပင်တွေလိုချင်ရင်မန္တလေးက Mr. B စီကိုလာခဲ့ရှိတယ်တကယ်ကောင်းတဲ့စပင်ဒီကစပင်ဘယ်လောက်လာလူနဲ့အကြိုင်လာဒါတော့20လမ်းမ20လမ်းမကိုကန်ကြည့်လိုက် Expo quality တိုင်းဒါတော့18 16လမ်းမဖြစ်တယ်ဒါတော့26လမ်းမအလားဆုံးပါဒီဟာမျိုးbaby hair လေးတွေလိုချင်ရင်မန္တလေးကိုလာဒီမှာ baby hair look at this so ရရကိုဖြစ်ရရကို